Hello အားလုံးပဲမင်္ဂလာပါ Auto Deployment လေးမှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ Quick Review လုပ်ပေးမယ့်ကားလေးက Land Rover Defender အသေးစားလို့တင်စားရလောက်တဲ့ Jettor ရဲ့အသစ်ထွက်ရှိလာမဲ့ T2 model လေးအကြောင်းပဲဖြစ်ပါတယ်ဒီကားလေးရဲ့ဒီဇိုင်းမှန်ကိုကြည့်မယ်ဆိုရင်အတော်လေးကျန်းတဲ့ Aurora အသွင်ပေါက်ခါလေးတောင်ပုံစံကားပေါ်ရေးဖြစ်လာကိုလည်းတွေ့ရပါမယ်ရှေ့ပိုင်းရိုးလေးကိုကြည့်မယ်ဆိုရင် Jettor logo နဲ့အတူ Photon Data Line လည်းပါဝင်လာပြီးတော့ဘမ်ပါမှာ Fog Light မီအလှဆင်လာပါတယ်Safety ဘိုင်းတွေအရှိမဆိုနာလေးကိုပါဝင်လာပြီး 1.5 နဲ့ 2.0 turbo engine နှမျိုးရှိတဲ့အတွက်စီစားအနေနဲ့တက်တာက 4 cylinder engine 7 speed dual class transmission ဖြစ်သွားပါမယ်။ maximum horsepower က 115 kW နဲ့ 189 kW ထုတ်လုပ်ပြီးတော့ maximum torque က 290 Nm နဲ့ 390 Nm ထုတ်လုပ်ပေးထားဖြစ်ပါတယ်။ကားရဲ့အရှိက 4985 mm အမြင့်က 1880 mm နဲ့2006 mm ကျယ်ဝန်းပြီးတော့ ground clearance အနေနဲ့220 mm ရှိရဖြစ်ပါတယ်။19လမအလွန်တက်ဆင်ပေးထားပြီးအရှိနောက်တက်ဆင်ထားတဲ့ overfender design နဲ့အတူဘက်မှမီးကြောင်နဲ့ back camera ပါဝင်လာတာတွေ့ရပါမယ်။ကားရဲ့အပေါ်မှာပစ္စည်းတင်ညာတန်းနဲ့အောက်မှာဆိုလဲချင်းနေတန်းတော့ပါဝင်လာပါမယ်။အနောက်ပိုင်းမှာဆိုရင်လည်း signature တိလိုက်ပြီး spare wheel store တွေ fog light မီနဲ့ဆိုနာလေးလုံးပါဝင်လာတာကိုတွေ့ရပါမယ်။အနောက်ပိုင်းအတွင်းကလည်းအတော်လေးကျယ်ဝန်းပြီးတော့ပစ္စည်းချိတ်စရာကတ်ဟိုတာနဲ့ emergency dollar တို့ပါဝင်လာတာတွေ့ရပါမယ်။ကားအတွင်းကကိုကြည့်လိုက်မယ်ဆိုရင်လည်းအတော်လေးကျယ်ဝန်းပြီး luxury feature တွေအသုံးပြုထားက digital cluster နဲ့အတူ flash steering design ဖြစ်ပြီး steering volume control cruise control နဲ့အခြား safety function တော်တော်များများပါဝင်လာတာကိုတွေ့ရပါမယ်။ infotainment အနေနဲ့15လက်မ software ပါဝင်လာပြီး function အတော်လေးစုံလင်က wireless charging, cat holder, and storage နဲ့ USB ပေါက်တိုက်စီပေါက်တို့ပါဝင်လာတာတွေ့ရပါမယ်။ passenger seat အရှိမဆိုရင် colorful atmosphere light design ကိုလာဆင်ပေးထားပြီးတော့ aircon ပေါက်ကအရှိ highlight design ပုံစံပြန်လည်ပုံဖော်ထားပါတယ်။အလဲမထားတဲ့ door ပေါက်ကအတော်လေးကျယ်ဝန်းပြီးတော့ထိုင်ကုန်အားလုံးကို leather seat အသုံးပြုပေးထားပါတယ်။ all power window ဖြစ်သွားပြီးတော့ audio ဘိုင်းအနေနဲ့ Sony sound system ကို all speaker အသုံးပြုပေးထားပါတယ်။အနောက်ခန်းကလည်းအတော်လေးကျယ်ဝန်းပြီးတော့ aircon menu ရဲ့ဖြစ်က USB ပေါက်တိုက်စီပေါက်တို့ပါဝင်လာတာတွေ့ရပါမယ်။ဒီကမှပါဝင်လာတဲ့ panorama ကအတော်လေးကျယ်ဝန်းပြီးတော့ကားထဲမှာထိုင်တဲ့အခါမှာတက်တောင်တက်တာနဲ့ luxury feeling ကိုအပြည့်အဝရရှိမယ်လို့ခံစားရပါတယ်။ overall အနေနဲ့ပြောရမယ်ဆိုရင် mini defender လို့တောင်တင်စားရလောက်အောင်ဒီကားလေးရဲ့ဒီဇိုင်းကထူးခြားတာလွန်နေတာကိုတွေ့ရပါမယ်။အတွင်းကမှအသုံးပြုပေးထားတဲ့ luxury feature engine performance နဲ့ safety ပိုင်းနေရာဆိုရင်လည်းလူအများနှစ်သက်သဘောကျလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ဒီဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ Facebook, TikTok နဲ့ YouTube channel တို့ကိုလည်း like and subscribe လုပ်လာပြီးတော့လိုအပ်သူများကိုဝေဖန်ကြံပြုနိုင်ပါတယ်။ Good luck ပါ။